Hello ပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် share လုပ်ပေးခြင်းအကြောင်းအရာတွေကတော့ဒီ false create ကိုပို့ပြီးတော့ပုံမှန်ဘယ်လို share ရမလဲဘယ်လိုပေါ်လွှင့်မလဲဆိုတာ share လုပ်ပေးခြင်းပဲဒီပထမဆုံးကျွန်တော်တို့ဒီ website တစ်ခုတည်းတူအောင် share ရပါတော့ဒီဖုန်းဆွဲလိုက်တူပဲဒီလိုပဲတူအောင် share လိုက်ပါတော့ကျွန်တော်တို့ပထမဆုံးဒီ setting ထဲတော့ဒီထဲမှာကျွန်တော်တို့wireless display မရှိတူရတဲ့ကျတော့တော့ရမနော်တော့ဖို့အတွက်ဆိုရင်ဒီမှာဆိုရင် vision future ဆိုရှိ vision future ထဲမှာဒီမှာ view ဆိုတဲ့မှာဒီမှာဆိုရင်wireless display ဆိုပြီးတော့တောင်းလိုက်တဲ့အတိုင်းကျွန်တော်တို့မတောင်းပြတော့ကျွန်တော်ဟာရှိပြီဆိုတော့မတောင်းပြတော့ကျွန်တော်ဒီမှာဘောနော်တောင်းထားပြီဆိုတော့တကယ်လို့ဒီကွာဒီမှာတောင်းမယ်ဆိုရင် line တော့ခဏတက်ရအောင်နော် line တောင်းဖို့တက်ဆိုရင် line နည်းနည်းတော့ရှိဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ဒီ save ပြီးပြီဆိုရင်ကျွန်တော်တို့စတေးပြတော့စတေးခံအောင်ကျွန်တော်တို့ဒီမှာproject to dpc ဆိုတာရှိဝေးလိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင် available everywhere ဆိုတာရှိဖွင့်ထားရမှာတော့ပြီးတော့ကျွန်တော်ရှိတော့မယ်ဆိုတော့ကျွန်တော်ကဒီထဲဝေးလိုက်မယ်ဒါဆိုကျွန်တော်ခုကတော့ဖုန်းထဲတော့ဖွင့်ရအောင်နော်ဖုန်းထဲမှာကျွန်တော်တို့ဒီမှာဒီခုကတော့ဒီခုကတော့ screen cap ဆိုတာရှိတာကိုတော့ပြရမယ်တော့ဖွင့်ပြရမယ်အဲ့ဒီမှာဝေးရမယ်နော်ဒီမှာကျွန်တော်ကဒီခုနဲ့ချိန်ထားအောင်နော်သူကုပ္ပတာနာမည်ဒီခုဆိုတော့ဒါဆိုရရင်ပေါ့နော်ကျွန်တော်တို့ချိန်ဖို့အတွက်ရပြီမှာအားလုံးလောက်တယ်လို့ထင်ပါတယ် CPU ပါစေ